မင်္ဂလာပါရှင်တန်းတိုင်းချင်မှကြိုဆိုပါရရှင်အခုမိတ်ဆက်ပေးမယ့်ကွက်လေးကတော့မန္တလေးမြို့အရှိမြို့ပြင်မမဖွင့်နေမှာရှိမမတင်ဒီဆိုင်ဖွင့်နေရပါအောင်ရောင်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့55မိန်းမအတင်မှာရှိပါတယ်ဒီကျယ်လေးကတော့နည်းဖွင့်ပြီး30နဲ့နောက်ကိုပေး40ရှိပါတယ်ရှင်လေးကတော့အားလုံးကြိုက်တဲ့အရှိလက်တောင်လက်ညောင်းလက်လေးသုံးဖက်လေးဖွင့်ပါတယ်ရှင်ဒီကွက်လေးပိုင်ဆိုင်မှုစာရန်လေးကတော့ခရင်အမီပေါက်သက်တမ်းသစ်ကလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်55မိန်းမအတင်မှာရှိရတဲ့ငန်းရှင်များစိတ်ကြိုက်လူငယ်ဆောင်ဖွင့်နေဆိုရင်ဖန်တီးလို့အဆင်ပြေပါတယ်ရှင်ဒီကွက်လေးကတော့55မိန်းမအတင်နဲ့115လမ်းမရင်းနဲ့အနည်းဆုံးမှာရှိတဲ့လမ်းသားကျယ်လေးပေါ်မှာရှိပါတယ်ရှင်။နေရာကောင်းထောင်ကွက်လေးဖြစ်ပါတယ်။ဒီကွက်လေးကိုရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့3000ညှိနှိုင်းလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။